လာပါဒီနေ့ကကျမကလူဆိုးတွေနဲ့လူဆိုးတွေနဲ့သူကမချရလောက်ပြပဲပေါ့နော်ချလို့မရဘူးပေါ့နော်ရေဆုံးအင်ဂျီရှာပဲပေါ့နော်အမဒါပေါ့နော်ဒီမှာတွေ့လိုက်တောင်းနှိပ်တယ်ပေါ့နော်ဒီမှာ next year အောင်မှာပေါ့နော်နှိပ်လိုက်ပြီးဆိုရရပြီးတော့ပြီးတော့အမဲအောင်ပြောင်းမယ်ပေါ့နော်အမဲအောင်ရပြီဆိုတော့ class ညမတက်မယ်ပေါ့နော်တက်မယ်ဘယ်ရဒီဟာလေးပေါ့နော်ဒါကိုပြောင်းမယ်မခွေရလေးဒီမှာတော့ခတ်တဲ့ဟာလေးအဲ့ဒါနှိပ်လိုက်ပေါ့နော်အဲ့လိုခရကြည့်လို့ရပါတယ်ပြီးရထွက်လိုက်ပေါ့နော်ပြီးတော့ဂိမ်းထဲဝင်ပါမယ်ကြောင်ညာလာနေပါတယ်ခဏထွက်လို့ရတယ်ပေါ့နော်ထွက်ပြန်ဝင်ပေါ့နော်ပြီးနည်းနည်းကြာပေါ့နော်ရပ်ပြီး let's go ကဲရပါပြီကဲဒီလိုရပါပြီဆိုရင်ကျမတို့ကဒီမြူးတဲ့ပေါ့နော်ဒါဝင်လိုက်ဝင်ပြီးမှဒီ PROPS ထဲဝင်လိုက်ပါအဲ့ဒီမှာအော်ဆိုပြီးတော့ရှိပါတယ်မတွေ့လားမှာဒါနှိပ်လိုက်ပါနှိပ်ပြီးဒါနှိပ်လိုက်ပေါ့နော်ချဲရပြီးမှအဲ့ဒါရှိရဲအဲ့ထိုင်လိုက်မယ်အဲ့မင်းမဒါနှိပ်ပေါ့နော်အဲ့သူပြန်နှိပ်မယ်ဒါပေါ့နော်ပြန်နှိပ်မယ်နှိပ်ပြီးရင်ကျွန်မMIROR mirror ပါပေါ့နှိပ်မယ်နှိပ်ပေါ့နော်6ချက်လောက်နှိပ်မယ်ဒီထားကြည့်ပေါ့နော်မဖြစ်သေးဘူးဆိုပြန်ထိုင်မယ်ဒီလိုမျိုးပဲပြန်နှိပ်နော်ဒီနဲ့တော့နှိပ်အဲ့လိုမျိုးဖြစ်သားပါပြီရှင်ဖြစ်သွားရင်ဒီမှာတော့ဟိုဘက်ကိုသွားမယ်ပေါ့နော်ဒီမြူရဲဝင်ဂျာတာဒါပေါ့နော်ဒီထဲဝင်ဒီမှာဒါဒီရသူတွေဝင်ဒီမှာတူလာပါဒီမှာမတက်ခင်အောင်ကြည့်ချလိုက်ပါနော်Who are you အဲ့လိုပဲပြောရတယ်သူတို့ကမတက်ဘူးပေါ့နော်ချလည်းမချပါဘူးဒါပေမဲ့ခြေတော့ချရတော့ပြချခဲ့မှာနော်မကြည့်ပြအောင်ဒါသူတို့ရဲ့အဲ့လိုပဲထင်တာပေါ့နော်သူတို့ရဲ့ဆရာမကြီးခေါင်းဆောင်မကြီးလိုပဲသူတို့ထင်သွားပါတော့ပုံစံအဲ့လိုလိုက်ကြည့်ပေါ့နော်ဒီမှာဒါလေးနဲ့ပြန်လိုက်ပြန်ပြီးတော့ပတိလူတွေနော်လိုက်ပြမှာဒီမှာမတက်ဘူးပေါ့နော်ဒီမတက်ပါဘူးလေတူရမိုက်ပါတယ်ဟိုမှာအောက်ကသွားတက်နေပေါ့ဒီလိုမျိုးတက်ချင်ဒီလိုမျိုးတက်ပြမယ်တောင်းနေ Oh my god Oh my god အဲ့လိုတက်ပါနော် Oh my god baby ကဲအဲ့လိုမျိုးလေးတက်လိုက်ပါပေါ့နော်ဒါအဲ့ကောင်လေးမတက်အောင်လုပ်နီးလေးပေါ့နော်အဲ့လိုကြည့်ကြပါအောင်ရှင်ကဲဒီနေ့ဗီဒီယိုလေးကြောင်းပါပါနောက်ဗီဒီယိုမှာဆက်တွေ့မယ် bye bye လိုက် subscribe လုပ်ဖို့မမေ့ကြနဲ့နော် bye bye